နေတာတော့နေတနေ့တွေမောင်လူအေးဆိုတဲ့ကလေးလေးဟာသူ့အိမ်ရှိဥယျာဉ်ထဲမှာစော့ကစားနေပါတယ်။ရုတ်တရက်ကောင်းကင်ဘောကိုမော့ကြည့်လိုက်တော့ကောင်းကင်မှာအဖြူရောင်တိမ်တစ်ခုကသူ့စီကိုတဖြည်းဖြည်းဆင်းလာပါတော့တယ်။မင်္ဂလာပါမောင်လူအေးလေးရေဟုတိမ်ကလေးကအတန်ပြောစွာခင်ပြောလိုက်ပါတယ်။အောင်မလီတိမ်ကစကားပြောတတ်သလား။မောင်မင်းကြီးအားတင့်သွားပါတယ်။ကျွန်တော်ကပြောင်းတဲ့တိမ်မှာလူတွေရဲ့စိတ်ကူးတွေကိုအစစ်အမှန်ဖြစ်အောင်ကူညီနိုင်တယ်ဟုတိမ်ကလေးကပြောပါတယ်။မောင်လူအေးလေးကလည်းစဉ်းစားပြီးနောက်ဒါဆိုကျွန်တော်အိမ်မက်ထဲကဂယိုသားမိတ်ဆွေတယောက်ကိုတွေ့ကျင်ပါတယ်။ထို့အခါတိမ်ကလေးကပြုံးရည်ပြီးဖြူဖွေးလေးအတောင်မှန်ကလေးတွေကိုဖြန့်ထုတ်လိုက်ပါတော့တယ်။ချက်ချင်းဆိုသလိုအစိမ်းရောင်မျက်လုံးနဲ့ဂယိုသားကလေးတယောက်မောင်လူအေးလေးရှိပေါ်လာပါတယ်။ Hello ကျွန်တော်ကဇီးစီးဂယိုကပါဟုဂယိုသားကလေးကမောင်လူအေးအားမိတ်ဆက်ပါတယ်။ထို့နောက်သူတို့၃ယောက်အတူပျော်ရွှင်ကစားကြပါတယ်။တိမ်ကလေးကသူ့အစွမ်းအားဖြင့်လေထီးကဲ့သို့ပြုတ်ပြောင်းသောပန်းပွင့်များအရသာရှိသောမုန့်များကိုဖန်တီးပေးပါတယ်။ဒါပေမဲ့ရုတ်တရက်လေပြင်းကြီးတိုက်ခတ်လာပြီးတိမ်ကလေးကိုမျောပစ်လိုက်ပါတော့တယ်။အားနာလိုက်တာကျွန်တော်ပြန်သွားရတော့မယ်ဟုတိမ်ကလေးကပြောပါတော့တယ်။မောင်မင်းကြီးနဲ့ဂယိုသားကလေးကဝမ်းနေနေကြတာပေါ့။ဒါကိုမြင်တော့တိမ်ကလေးကသူတို့စီကိုတီးငယ်သောတိမ်အပိုင်းကလေးတစ်ခုကိုပေးပါတယ်။ဒီတိမ်အပိုင်းကလေးကိုစောင့်ရှောက်ပါ။တင်တို့စီကူးရီကောင်းမွန်နေတဲ့၍ကျွန်တော်အမြဲရှိနေမှာပါလို့ပြောတယ်။တိမ်ကလေးပြောက်ကွယ်သွားတဲ့အခါမောင်မင်းကြီးနဲ့ဂယိုသားကလေးကတိမ်အပိုင်းကလေးကိုပြန်လဲအသက်သွင်းဖို့အတူတူစူးစမ်းကြပါတယ်။သူတို့ရဲ့စိတ်ကူးနဲ့ပူပေါင်းစူးစမ်းချက်ကြောင့်တိမ်အပိုင်းကလေးကပြန်လဲကြီးထွားလာပြီးပုံစံအမျိုးမျိုးပြောင်းလဲကသူတို့နဲ့အတူပျော်ရွှင်စွာဆော့ကစားနေကြပါတော့တယ်။တခါကပင်လယ်ကမ်းစပ်နားမှာတိမ်ဆိုကျေးရွာလို့ခေါ်တဲ့ရွာလေးတစ်ရွာရှိတဲ့တနေ့တော့ထိုရွာမှာလေပြင်းမုန်တိုင်းတွေကြာရောက်ကမိုးတွေတဲထန်စွာရွာသွန်းပါတော့တယ်။ထိုရွာကဖူးချိုဆိုတဲ့ကောင်လေးရဲ့အိမ်ဟာလေတဖြည်းဖြည်းမိုးရေတွေပြည့်ချန်လာတာပေါ့။ဖူးချိုဟာတဖြည်းဖြည်းတက်လာတဲ့ရေတွေကိုငေးကြည့်ကငားမျက်ဟိုအကြံပေါ်လာပါတော့တယ်။ကောင်လေးဟာအိမ်ထဲမှာပေါင်မုတ်အချုကိုကျိုးရင်ချီကရေထဲသို့ခတ်လိုက်ပါတော့တယ်။ရေထဲချပြီးမကြခင်မှာပဲပေါင်မုတ်အပိုင်းစလေးကိုရွှေရောင်တောင်နေတဲ့ငမန်းလေးတကောင်ကစားသုံးဖို့ရောက်လာပါတော့တယ်။ထိုအရာကိုမြင်တော့ဖူးချူဟာငမန်းလေးကိုတဘိုးကျသွားပြီးမကြခင်မှာပဲဖူးချူနဲ့ငမန်းလေးဟာတငယ်ချင်းတွေထစ်သွားကြတာပေါ့။မကြခင်မှာငမန်းလေးကဖူးချူအိမ်ထဲမှာပြည့်ချန်နေတဲ့ရေတွေကိုသူ့ပါးစပ်နဲ့စုပ်ညူလိုက်ပါတယ်။ထိုအရာကိုမြင်တော့ဖူးချူလေးလည်းအလွန်ပျော်တာပေါ့။ထူးဆန်းစွာပဲတိမ်နေစူးဖွဲ့ကမိုးတွေတဲထန်စွာရွာပြန်ပါတယ်။ထိုအခါမှငမန်းလေးကသူ့ဖခင်ဘရင်ကအိမ်ပြန်ဖို့ခေါ်ညီကြောင်းဖိုးချိုကိုပြောကသူမပြန်ခင်လက်ဆောင်တစ်ခုပေးမယ်ဆိုကခြေခွမ်းလေးတစ်ခုကိုဖိုးချိုလက်ထဲထည့်ပေးလိုက်ပါတယ်။ထိုအရာကိုမြင်တော့ဖိုးချိုလေးလည်းဝမ်းနဲ့တော့တာပေါ့။မကြခင်မှာပဲငမန်းလေးကတက်လာတဲ့ရေတွေနဲ့အတူပင်လေစီးချောင်းစီပြန်သွားပါတော့တယ်။ငမန်းလေးပေးတဲ့ခြေခွမ်းလေးဟာလေတောက်ပလာကခြံထဲမှာရေများကိုစုယူကဖိုးချိုလေးကိုအကာအကွယ်ပေးတာမြင်တော့ဖိုးချိုလေးလည်းပျော်သွားတာပေါ့ငမန်းလေးပေးတဲ့လက်ဆောင်လေးကိုဖိုးချိုလေးလည်းတရွတ်တရသိမ်းစီကနောက်တစ်ဖန်မိုးကြီးရင်ပြင်လာမဲ့ငမန်းလေးကိုမျှော်နေပါတော့တယ်ပုံပြင်လေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ကြနဲ့အောင်နော်